မင်္ဂလာပါမြာသမီးဆက်ဆက်ကပဲကြိုးလိုက်ပါတယ်အခုကမှာတော့ဆောက်လုပ်တမိုင်းအတွက်မရှိမဖြစ်တဲ့ fabricator ဆက်စီကိုပြပချင်တာဖြစ်ပါတယ်ဒီ fabricator ဆက်ရဆိုရင်ကိုယ်ပိုင် engine နဲ့ဆင်ထားတာဖြစ်ပါတယ်ဒီ fabricator ဒီမျိုး fabricator ဆက်စီတွေကိုစုံလို့လေပေါ်ယူအပိရှင်ဆိုတော့အမှန်50နဲ့58 54နဲ့အဲ့ဘလောက်ဒီပေါ်ပေါ်ဆိုတော့များသမီးပုံစံတော့ဒီ live ကို upload ရပါတယ်ဆက်သွယ်မိမြလူပါက39 55 83လုံးတက်တယ်39 88 55 83တက်တယ်နဲ့39 95တက်နည်းနည်း66ဦးလေးတို့ကိုဆက်သွယ်မိမြဝေအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးပဲများသမီးအထူးပဲကျေးဇူးရှိပါတယ်ခင်ဗျာဈေးမှန်ပြရှိမှန်ရရှိဖို့အလားတည်းမှာဝယ်ယူကြစို့